Google Drive iCloud စတဲ့ cloud server တွေကကျွန်တော်တို့ရဲ့ဓာတ်ပုံတွေ file တွေကိုဘယ်လိုနေရာမှာတင်ထားလဲဆိုတာကိုရောကျွန်တော်တို့သိရလားဒါမှမဟုတ်ရင်ဒီစေယုံကြီးတွေမှာလူနာတွေရဲ့ data တွေကိုဘယ်လိုနေရာမှာဘယ်လို cloud service နဲ့တင်ထားလဲဆိုတာကိုရောကျွန်တော်တို့တစ်ခါတလေတွေးမိဘူးရဲ့လားဒါတွေကိုလောက်ဆောင်ပေးနေတဲ့ဒီ cloud deployment model ၄မျိုးအကြောင်းကိုကျွန်တော်ဒီ video လေးမှာ share လုပ်တော့မှာဖြစ်ပါတယ်ကဲသိရှင်တော့ဒီ video လေးကိုအဆုံးထိကြည့်ရှုဖို့ရတဲ့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ကဲ video လေးကိုမစခင်မှာဒီဟာနည်းပညာ technology ကိုစိတ်ဝင်စားသူဒါမှမဟုတ်ရင်ပို့ပြီးတော့လေ့လာခြင်းတဲ့သူတယောက်ဆိုရင်ဒီ YouTube channel လေးကတင်တော့တွေ့ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့် like subscribe လုပ်ဖို့တိုက်တွန်းလိုက်ပါတယ်ကဲ video လေးကိုစလိုက်အောင်အားလုံးမင်္ဂလာပါဒီ Tech First ကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ကျွန်တော် cloud deployment model ၄မျိုးအကြောင်း share လုပ်တော့မှာဖြစ်ပါတယ်ဒီ deployment model ၄မျိုးအကြောင်းမတွားခင်မှာကျွန်တော်တို့ cloud computing ရဲ့အရေးကြီးတဲ့အချက်တစ်ချက်ကိုသိဖို့လိုပါတယ်အဲ့ဒီဟာတော့ဒီ cloud computing ရဲ့အောက်မှာအဖွဲ့နှစ်ခု category နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ cloud service models model ၃ခုနဲ့ဖွဲ့ထားတဲ့အဖွဲ့ဖြစ်ပြီးတော့ဒုတိယတစ်ခုကတော့ကျွန်တော်ဒီနေ့ sharing လုပ်သွားမယ် cloud deployment models model ၄ခုနဲ့ဖွဲ့ထားတဲ့အဖွဲ့တွေဖြစ်ပါတယ်တို့နှစ်ခုကိုအဖွဲ့ခွဲထားပြီးမှလည်းဒီ cloud computing ရဲ့ system အောက်မှာနှစ်ခုစလုံးကအတူတူအလုပ်လုပ်နေရတာကြီးပါပဲကဲဒီအကြောင်းအရာလေးကိုတော့ကျွန်တော်သိပြီးဆိုတော့ cloud deployment models ၄ခုအကြောင်းစတော့ရအောင်ဒီ deployment model ၄ခုရဲ့နာမည်တွေကတော့ public cloud private cloud hybrid cloud နဲ့ community cloud တို့ပဲဖြစ်ပါတယ်ကဲပထမဆုံး public cloud ဆိုတာကကျွန်တော်လူတိုင်းအားလုံးသုံးနိုင်တဲ့ cloud service တစ်ခုဥပမာပြောရရင်တော့ကျွန်တော် Google Drive သုံးတာလို့ Facebook ပေါ်မှာဓာတ်ပုံတင်တာလို့စသဖြင့်ပေါ့ကျွန်တော်ထင်ထားတာကဒီ Facebook ပေါ်မှာတင်လိုက်တဲ့ data တွေကိုကျွန်တော်တို့ကပိုင်နေရထင်ရတာဒါပေမဲ့ဒီ data တွေကိုလုံးလုံးထိန်းချုပ်ထားတဲ့သူတွေကတော့ဒီ cloud provider တွေအနောက်ကနေပြီးတော့ system တွေကိုထိန်းချုပ်ထားတဲ့သူတွေဖြစ်တယ်ရှင်းရှင်းပြောရရင်တော့ကျွန်တော် Facebook ပေါ်မှာရှိရကျွန်တော်တို့ရဲ့ data တွေကိုမထားချင်လို့ထားတာဗျသူတို့ဘယ် server မှာထားမလဲဘယ်လို backup လုပ်မလဲအားလုံးသူတို့ရဲ့လက်ထံမှာသူတို့ရဲ့ဆုံးဖြတ်ကြတာဒါကြောင့်လဲကျွန်တော် Facebook ပေါ်မှာ account hack ခံရတာလဲမဆန်းတော့ဘူးဗျအဲ့ဒါကြောင့် free တုံးရတာလွယ်ပေမဲ့ကိုယ့်ရဲ့ data တွေကိုကိုလုံးလုံးမပိုင်လို့တဲ့အတွက်ကြောင့် delete ထားဖို့လုပ်လို့မယ်ဒါတော့ public cloud ကဲဒုတိယတစ်ခု private cloudဆိုတာကကျွန်တော်တို့ပတ်စံပေးပြီးသုံးရတဲ့ cloud service တစ်ခုကျွန်တော်တို့ရဲ့ data တွေကိုဘယ်သူမှလာထိလို့မရတဲ့ service တစ်ခုပေါ့နော်ကျွန်တော်တို့တခြားသူကိုခွင့်ပြုမှတာလေသူတို့ကလာထိလို့ရမှာဥပမာပြောရရင်ကျွန်တော် Facebook မှာ blue mark ဝယ်လိုက်တာနဲ့အတူတူပဲဘာလို့အဲ့လိုပြောရလဲဆိုတော့ကျွန်တော်တို့ free account တုံးရင်လူတိုင်းနဲ့အားလုံးအတူတူပဲ service တစ်ခုမှာ server တစ်ခုမှာလူတိုင်းနဲ့စုပြုံပြီးနေရကြတာဒါပေမဲ့ private cloud ဒီ blue mark ကိုဝယ်လိုက်တဲ့ခါမှာကိုပိုင် server တစ်ခုမှနေရမယ်ဒါအပြင် security လည်းမြင့်မယ်အဟက်ခဲရဖို့လည်းရခိုင်တော့နေမယ်ဒါအပြင်ကိုယ့်ရဲ့ identity ကိုလည်းကိုကာကွယ်လို့ရမယ် private cloud က security ရန်ကောင်းတဲ့ control လုပ်လို့ရမယ်ဆိုပေမဲ့ဒီဈေးရင်းကြီးရဗျဒီကဒါကြောင့်လဲ ban တွေစေယုံတွေဒါအပြင်အစိုးရရုံးတွေမှာပဲတုံးနေရှိကြတယ်ဒါကတော့ private cloud ကဲတတိယတစ်ခု hybrid cloud ကိုတော့ကျွန်တော်ထွေထွေပြောစားတာမရှိဘူးသူကတော့ public cloud နဲ့ private cloud ကိုပေါင်းထားတဲ့ cloud service တစ်ခုပြောရရင်တော့ဈေးလက်တချင်းနဲ့ privacy လည်းရှိရှိနဲ့သူတွေအတွက်ရွေးချယ်တဲ့ cloud service တစ်ခုဥပမာပြောရရင်ကျွန်တော်တို့ Netflix မှာကျွန်တော်တို့ profile ဖွင့်ရင် public cloud နဲ့ဖွင့်မယ်အဲ့ profile မှာကြည့်နေတဲ့ရုပ်ရှင်ကအမျိုးအစားကြိုက်တဲ့ဇလန်တွဲတွေကြိုက်တဲ့ရုပ်ရှင်တယောက်ဆောင်တွေကိုတော့ကျွန်တော်တို့ private cloud နဲ့တင်ထားမယ်ဒီနေ့ပြောရရင်ရေမကြီးတဲ့ဟာ public cloud နဲ့လုပ်မယ်ရေအရင်ကြီးတဲ့ဟာကိုတော့ private cloud နဲ့တင်ထားမယ်အဲ့ဒီတော့ကြောင့်လဲ community တော်တော်များများကလည်းဒီ cloud service ကိုရွေးချယ်ပြီးတော့သုံးနေကြတာဒါကတော့ hybrid cloud ကဲနောက်ဆုံးတစ်ခု community cloud ဆိုတာကကျွန်တော်တို့ဒီအဖွဲ့အစည်းတစ်ခုဒါမှမဟုတ်ရင်ဒီလူနန်းစုကနေပြီးတော့ဝယ်ပြီးသုံးရတဲ့ cloud service ကြီးတစ်ခု community cloud ကိုရှင်းပြောရရင်တော့ကျွန်တော်တို့ဒီအစိုးရရဲ့ data center ဒီနိုင်ငံတစ်ခုမှာရှိရဲ့နိုင်ငံသားတယောက်ရဲ့မှတ်ပုံတင်ဒီအိမ်တော်စုစီရင်ဒါအပြင်ဒီအခြား data အချက်အလက်တွေကိုတင်ထားပေးထားတဲ့ဒီ cloud service security မြင့်တဲ့ cloud service အကြီးကြီးတစ်ခုဒါဆိုရင် private cloud နဲ့ဗာများကွာတော့လို့လည်းပေါ့နော် private cloud ကလူတယောက်စာအတွက်ပဲဒါပေမဲ့ community cloud ကလူအများအဖွဲ့အစည်းတစ်ခုလုံးရဲ့
အဖွဲ့အစည်းထမ်းမှရှိတဲ့လူအားလုံးပိုင်ထားတဲ့ဒီ cloud service အကြီးတစ်ခုဒါကတော့ community cloud ဖြစ်ပါတယ်ကဲဒါကတော့ cloud deployment model လေးခုရဲ့အကြောင်းတွေဖြစ်ပါတယ်ဒီ model လေးခုစလုံးမှာသူ့ရဲ့အားသာခြင်းနဲ့အားနည်းချက်တွေရှိရဲ့ဒီ model လေးခုမှာဘာတော့မှမသိဘူးဆိုရင် AACC နဲ့ free လဲတုံးချင်တယ် data တွေကိုလည်းအဲ့လိုထိ view မဆိုင်ဘူးဆိုရင် public cloud ကိုရွေးချယ်ပါ security ကောင်းကောင်းလုပ်ခြင်းနဲ့ sensitive data တွေလည်းရှိရဆိုရင်ဈေးကြီးဆုံးဖြစ်တဲ့ private cloud ကိုရွေးပါဈေးတက်တာခြင်းနဲ့ privacy လည်းသူ့အတင်းတရှိခြင်းတော့ hybrid cloud ကိုရွေးပါအဖွဲ့အစည်းနဲ့ security ကောင်းကောင်းလုပ်ချင်တော့ community cloud ကိုရွေးချယ်လိုက်ပါဒါကတော့ဒီ cloud model လေးခုရဲ့အကြောင်းတွေပဲဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီဗီဒီယိုလေးကိုတပေါ်ကြရင် like subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အောင်ဒီရှင်အကြောင်းလေးတွေရှိတယ်ရင်လည်း comment section မှာဝင်လို့ရပါတယ်ရောက်စီတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြပါစို့